ကိုရီးယားသချင်း APT ကိုကူးချပြီးတော့ International ဆက်ဆံတကြံသချင်းဖန်တီးဖို့20ကုန်ခန်းနေတယ်ဆိုတဲ့ကြော်နဲ့နောက်ပရိသတ်ကြီးမြန်မာနိုင်ငံကပရိသတ်တွေကိုမျက်စိနောက်ဆုံးဖြစ်အောင်လုပ်နိုင်တဲ့ဆယ်လီနုပညာရှင်တွေထဲမှာကြော်နဲ့နောက်တို့ကတော့တအူးပါဝင်ဖြစ်ပါတယ်။ကြော်နဲ့နောက်ဆိုတာအရင်ကလူသူမသိနဲ့ရုပ်ရှင်ကားတွေရိုက်ကူးခဲ့ပြီးတော့အနုပညာလောကတွေကိုစတင်ဝင်ရောက်လာခဲ့တဲ့မထေမရှာတရုပ်ဆောင်တူဝဲဖြစ်ပါတယ်။နေ့တွေကြာကြီးစူးစမ်းခဲ့ပေမဲ့ပရိသတ်တွေရဲ့တိမဲ့ပြုမှုကိုမရှားခဲ့တဲ့ကြော်နဲ့နောက်ဟာနောက်ဆုံးမှာတော့တန်းရှင်းရစီမဲ့ပေါက်ကရတွေကိုအကုန်လုံးကပရိသတ်ရှိကိုပေါ်လာခဲ့ပါတယ်။သူရဲ့ပေါက်ကရပတ်ပန်း40ပဲအောင်မြင်သွားသလားမြန်မာနိုင်ငံကပရိသတ်တွေကပဲကန်ဆိုးသွားသလားမပြောတတ်ပေမဲ့အခုချိန်မှာတော့ကြော်နဲ့နောက်ဟာနမေကြားတာနေချက်ချင်းထဆေးကျင်လာအောင်ပရိသတ်တွေကြားရေပန်းစားနေပြီဖြစ်ပါတယ်။အမြဲလှုပ်ချင်တာတွေလို့ပြောချင်တာတွေပြောပြီးပရိသတ်တွေကိုစိတ်ဒုက္ခပြီးမျက်စိဒုက္ခပေးနေတဲ့ကြော်နဲ့နောက်ဟာရပ်ပိုင်းတွင်းမှာပဲနောက်ထပ်စိတ်ရှုပ်စရာပေါက်ကရအနုပညာတစ်ခုကိုချပြလာခဲ့ပြန်ပါတယ်။အဲ့ဒါကတော့ International မှာနာမည်ကြီးနေတဲ့ APT သချင်းကိုမြန်မာမှုပြုတ်ပြီးတော့သကြံဘာရှင်းနဲ့ထုတ်လုပ်လိုက်တာပဲဖြစ်ပါတယ်။ကြော်နဲ့နောက်ကိုယ်တိုင်သူ့ရဲ့တူမဖြစ်သူကြော်အိမ်ထွားနဲ့တူတီးဆိုပြီးတော့ MB ပါရိုက်ကူထားတဲ့အဲ့သချင်းဟာဆက်ဆက်ထွက်ချင်းမှနေပရိသတ်တွေရဲ့မြတ်တာပုံမှုကြီးကိုတတိတန်းကြီးရရှိခဲ့ပါတယ်။အတားသကြံပါတီWPT လို့နာမည်ပေးထားတဲ့သချင်းဟာ Bruno Mars နဲ့ Rose တို့ရဲ့ APT ကိုကူးချပြီးတော့သူကိုယ်တိုင် own creation လုပ်ခဲ့တယ်လို့ကြော်နဲ့နာကဆိုပါတယ်။သချင်းပုံစံတွေရောတီလုံးတွေရောကစား copy ရှုပြီးတော့စာသားလေးပြောင်းထည့်ရုံနဲ့တင်ကိုပိုင်ဖန်တီးမှုလို့ခေါင်းစဉ်တက်ရဲတဲ့တက်တီကတော့တကယ်ကိုမှလေးစားစရာပါပဲနော်။ပို့ပြီးတော့လေးစားစရာကောင်းတာက International မှာနာမည်ကြီးနေတဲ့သချင်းကိုမြန်မာဘာရှင်းနဲ့ပောက်ကရလုပ်ရတဲ့တက်တီပါပဲ။ဘသူဘလောက်စစ်စစ်တစ်စက်မှမဖြုံနေကြော်နဲ့နာကတော့သူ့ရဲ့ APT မြန်မာသကြံဘာရှင်ကိုကဘာမကျော်ရင်တောင်မြန်မာမှာကြော်စီခြင်းတယ်လို့ဆိုပါတယ်။နိုင်ငံခြားနုပညာရှင်တွေကမှအထင်ကြီးတဲ့ပရိသတ်တွေကိုလည်းသူ့ရဲ့မြန်မာဘာရှင်ကိုမြန်မာချစ်ချင်းအားပေးတင်ကြောင်းပြန်ထောက်ပြလာပါတယ်။ဘလောက်ပဲကိုပီယူမူရင်းကိုမမိဘူးဆိုပေမဲ့ကြော်နဲ့နာကတော့သူဖန်တီးထားတဲ့ copy သင်းကို International ဆက်ဆံဖြစ်ဖို့အတွက်30တောင်မှကုန်ကြခံခဲ့တယ်လို့ဆိုပါတယ်။30ကြီးများတောင်မှအကုန်ချခံပြီးပြည်သက်တွေကိုစိတ်ညစ်စေခြင်းနဲ့ကြော်နဲ့နာရဲ့စိတ်ထားလေးကတော့တကယ်အော်ချလောက်ပါရဲ့ရှင်။ကြော်နဲ့နာဟာမွေးရင်သချင်းထက်ကသူ့ရဲ့ copy ကပုံမျိုးတယ်လို့ဆိုထားပါတယ်။ Bruno Mars နဲ့ Rodo ရဲ့ APT လိုပဲကြော်နဲ့နာဟာသူ့ရဲ့ WPT ကိုလည်းကလေးလူကြီးပါဆက်ဖျားမှာဆဲသွားပြီးတော့အမတ်တရားဖြစ်အောင်အခုလိုဖန်တီးထားတာဖြစ်ပါတယ်။ဒါကြောင့်30ကြီးများတောင်မှအကုန်ကြခံပြီးမွေးရင် APT နဲ့တပုံစံနဲ့ဖြစ်အောင်လိုက်တူထားတယ်။ကြော်နဲ့နာရဲ့သချင်းကိုပြည်သက်တွေကလည်းအတိမဲ့ပြုထားသောအပြင်အာမနာတဲ့ဝေဖန်ကဲ့ရဲ့ပေးခဲ့ကြပါတယ်။ဒါပေမဲ့ဝေဖန်ဆက်ဆိုတဲ့နေကိုမြစ်တာတန်နေလို့သတ်မှတ်ထားပုံရှာတဲ့ကြော်နဲ့နာကတော့သူ့ရဲ့သချင်းဟာဘလောက်ပဲကောင်းကြောင်းသူ့ရဲ့သချင်းတွေဘလောက်ထိစူးစမ်းပြင်ဆင်ခဲ့ရကြောင်းစတဲ့ပြည်သက်တွေပေါ်မှာထားတဲ့သူ့ရဲ့စေတနာပရဘကိုထုတ်ပေါ်ပြောလို့မပြီးနိုင်ခဲ့ပါဘူးရှင်။သူကပြောလာတဲ့ negative comment တွေကိုလည်းဂိမ်းမဆိုင်ဘူးဆိုတဲ့ပုံစံနဲ့အခုလိုမျက်နှာပြောင်တိုက်လာခဲ့တာလည်းဖြစ်ပါတယ်။ကြော်နဲ့နာဟာအရှင်ကလည်းသကြံသချင်းတွေလုပ်ခဲ့ပေမဲ့တပုံးမှမပေါက်ခဲ့ပြီ။အခု copy ရှူလုပ်ထားတဲ့သချင်းကြမှာပြည်သက်တွေကစိတ်ဝင်စားမှုကိုခံရတာဖြစ်ပါတယ်။ဒါကြောင့်ကြော်နဲ့နာအနေနဲ့သူကုန်ချခံထားတဲ့သိန်းနဲ့ဆရာတန်သွားရလို့ပဲဆိုရမှာပါရှင်။အခုကြည့်နေတဲ့ပြည်သက်ကြီးတို့ရောကြော်နဲ့နာရဲ့သကြံဖားရှင်ကိုဘလို့ခံစားရပါသလဲ။နောက်တော့ဝင်ရတာနဲ့ကိုယ့်ကိုကန်ကောင်းတယ်လို့ထင်မိသလားဆိုတာပြောသွားပေးခဲ့ပါအောင်ရှင်။